မင်္ဂလာပါဒီဗီဒီယိုလေးကတော့နိုင်အေးမောင်လေးစီမှာတည့်တာတော့လိုက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နိုင်ရိုမနမနေရမတွေ့ဖြစ်တာကြပြီဆိုတော့ဒီနေ့သူစီသွားလဲမယ်ပေါ့နော်နိုင်ရထားနဲ့ပဲသွားတယ်ပေါ့နော်စီးမယ်အမတီကနေပြီးတော့ translate အမတီအထိအစိမ်းအောင်လိုက်အစုပ်ထိစီးမယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှနိုင်ရဘတ်ကနေဆက်သွားမယ်ဒီနေ့မိုးကတော့ဒီနေ့ကိုပဲပေါ့နော်ဖွယ်ဖွယ်လေးနဲ့ရွာတယ်ဒါကတော့ရထားပေါ်ကနေမြင်ရတဲ့ view ပေါ့နော်အရန်လာတယ်ဟိုးပဲနေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မလေးရှားပေါ့နော်စင်ကာပူနဲ့မလေးရှားတော့တရားတစ်ခုပဲခြားတယ်ပေါ့နော်ဒီတရားကိုဖျက်လိုက်ပြီးဆိုလို့ရှိရင်တော့မလေးရှားကိုရောက်ပြီဒါမဲ့နိုင်နေတဲ့နေရာနဲ့အရန်ဝေးတယ်ရထားကိုတနင်္ဂနွေကြိုကြိုလောက်စီးရတယ်ပြီးရင်ဘတ်စကာနဲ့နောက်တစ်စိမ့်ထပ်စီးတော့အသွားတစ်ခုသေးကို3နာရီလောက်ရှိတယ်ပေါ့နော်ကြာချေရအခုကတော့နိုင်မလေးရှားထဲရောက်ပြီပေါ့နော်အောင်လေးကတော့မရောက်သေးဘူးဆိုတော့နိုင် shopping mall ထဲကိုရှောက်ပတ်ပြီးတော့မျက်စိစာလိုက်ကျွေးလိုက်အောင်မယ်လိုက်ခဲ့ကြအောင်နော်မောင်လေးကဘတ်ဂျက်တစ်ခုခုမှထိုင်မယ်ဆိုပြီးတော့ဆိုင်ကနဲ့လက်ကျူရပေါ့နော်။ဟိုမှာရောက်နေတယ်။ခေါ်တယ်တွေ့။ခွာတော့သူပြောတဲ့ပန်းချင်ရောက်ပြီပေါ့နော်။ဒါကတော့သူတို့နိုင်ရအတွက်ချက်လာပေးတာလေ။နိုင်ရဘိုက်စားတယ်လို့မပြောရဲဘူးပေါ့နော်။ပြောလိုက်တာနဲ့သူတို့တစ်ခုမဟုတ်တစ်ခုခုတော့အမြဲတမ်းယူလာပေးတယ်။မွေးနေ့လည်းလုပ်ပေးတယ်ချက်လည်းချက်ပေးတယ်ပေါ့နော်။တို့လေးတွေရန်ချဖို့ကောင်းတယ်မွေးနေ့လုပ်ပေးမယ်ဆိုမှဖျောင်းတယ်အကျိုးသွားတယ်ပေါ့နော်အိုဘီရရဘယ်တော့မလေးရှားတော့谢谢你们。ဒီပန်းချံကဂျိုဟိုမှာရှိတဲ့ဘူကီအင်တာပန်းချံပေါ့နော်ပန်းချံကတော့အကျယ်ကြီးပဲလူတွေလည်းတိတ်မရှိတော့အေးစစ်စစ်နားလို့ရတယ်ပေါ့နော်နေရာကတော့အရင်အေးချမ်းတယ်တကယ်ကြီးတွေနဲ့တွေ့ဖို့ဆိုလို့ရှိရင်တော့ဒီပန်းချံကတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်မိုးကလည်းရအုပ်နေတော့နေတို့မောင်နှမတွေခဏလေးပဲနေဖြစ်တယ်အဲ့ဒါပြီးတော့မောင်လေးကကားကိတ်ထိစိုက်ကယ်နဲ့ပြန်လိုက်ပို့တယ်ပေါ့နော်拜拜အခုကတော့နိုင်စီကူပြန်ရောက်ပြီပေါ့နော်ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးပါနောက်ဗီဒီယိုမှာလည်းထပ်ဆုံကြမယ်နော်အားလုံးပဲတတာ